Ok, mình là ba cho nó thì nè chỉ xí lê để quay video rồi phần thi tha ra đi ba nó ra đi ạ thì mà cái IC nhiều nhiều xí nằm bao nhiều nhiều cho nó mà xí đấy IC đa bé mà hậu thì hạt thế sang hà ra là thì xí ba rồi được bù ra là bao nó đa bé mẹ ai có lâu cho nó cái xí bù mẹ ô theo của cho nó cái xí thâu lại cầu mi bạc thì mà phá chỉ được phá xí mẹ Harry Potter နှစ်ဖာအဲ့တော့တစ်ဖာပြီးတော့ဒီမှာတစ်ဖာဆိုတော့အဲ့ဒီထဲတွေကိုကျွန်တော်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီးကျွန်တော်ဒီမှာနည်းနည်းလေးပဲကြံတော့တယ်ဒီမှာကလုတ်ပြီးတော့ဟာတွေဒါပေမဲ့အကောင်းနေပါတော့ပြန်ယူသုံးလို့ရအောင်သုံးလို့ရပေမဲ့လည်းတစ်ခုနဲ့တစ်ခုကျွန်တော်ကြည့်မတတ်တဲ့အတွက်ကျွန်တော်ပြန်သုံးမှုမလွယ်ဘူးအဲ့လိုဖြစ်နေတယ်ဒီထဲမှာလည်းအစုံမဲ့ဒါ IC မျိုးမျိုးပေါ့ဒါကကျတော့ဒီဟိုလဲလို့ရတဲ့ resistor လေးတွေချိန်လို့ရတာသူ့အရှိနာမည်ကိုကျွန်တော်ခေါ်မတော့ဘူးဒါခလုတ်လေးအဲ့ဒါက capacitor နဲ့ transistor ပြီးတော့ဒါကြတော့ resistor မျိုး30ဒါက capacitor အဲ့ဒီမှာ4မျိုးလောက်တည်ရှိတယ်ဒါကကျွန်တော်ကရေတိုင်ကြီးပါဒီရှိမှာဒါကဒီမှာအပေါက်ကြီးဒါကမှန်နဲ့ပေါ့ဒီမှန်လေးအရှင်မဲ့မူလီတွေနဲ့ဒါသူ့ရဲ့အထိုင်ဒါကရေထွက်ရေဝင်ရေထဲတာပေါ့နော်ဒါရေထဲတဲ့အပေါက်သူ့ရဲ့မူလီအရှိအဖုံးနဲ့မူလီကောင်းလေးနဲ့ဒါကရေဝင်ရေတိုင်ကြီးတဲ့ရေဝင်တာဒါကြတော့ဟိုထွက်တာရေပန်းနေသူစောင့်တရားနေသွားမှာပေါ့ဒါကရေဖောက်ချဖို့တော့ဒီကောင်လေးကိုလည်းဒါနဲ့ပဲပိတ်တယ်ဒါကကြတော့ဟို level အလေးတွေမှန်တာနဲ့ဒါသူမီမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်ဒီနေ့စမ်းပြီးတော့လှုပ်ဖြစ်တာလေးပေါ့နော်ဟိုမီးပြီးတာလေးကျွန်တော်ပစ္စည်းဝယ်ပြီးတော့နေကိုယ်တိုင်လှုပ်ကြည့်တယ်ကျွန်တော်ဒါတွေလှုပ်တာကတက်ကြွလို့နားလည်လို့မဟုတ်ပါဘူးဗီဒီယိုတွေကိုကြည့်ပြီးတော့ TikTok မှာသူများတင်တဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ကျွန်တော်ပြန် live လုပ်ထားတာပါဗျကျွန်တော်ဒီမှာပစ္စည်းရတယ်ဝယ်ရလွယ်တယ်ဆိုတော့သူတို့လောက်တဲ့ခါကျရင်လို့ရှိရင်တော့နံပါတ်တွေရေးပြီးတော့နေတင်ထားပြီးတော့ဆိုတော့အဲ့ဒီနံပါတ်အတိုင်းကို live မှပြီးတော့ဝယ်လိုက်ရပြီးကိုယ့်ကိုပြန်ဆက်ပြီးတော့ပြန်ဆင်ရအောင်နော်ဒီကောင်လေးပါသူကလိုအပ်တာကတော့CD 4.1ခွန် IC တစ်လုံးနဲ့ NE 5လုံး IC တစ်လုံးပြီးတော့ 10K resistor တစ်လုံးပြီးတော့ဒီကောင်လည်း 10K ပဲဒါကဗာလဲခေါ်တာသူကကြတော့ဟိုလဲလို့ရတဲ့ဟာလေးပေါ့နော်ပြီးတော့ကပ်စီတာကကြတော့ဘယ်လောက်ပို့လဲကပ်စီတာကကပ်စီတာနှလုံးပါတယ်နော်ဟို50 volt 10 UF နှလုံးဟာဒီအသေးလေးက1ပဲ sorry ဆိုတော့မြများဆဆတော့ပစ္စည်းတွေမပါဘူးဗျဒါလေးနဲ့ပဲမိကစားတော့မှာနော်ဟောဒီ IC ရဲ့ဒီအနောက်ကျော်ဆက်တာလေးတွေရှိမယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်ဒါကအဖြစ်ပဲကိုယ့်ကိုအတွက်အဖြစ်ပဲလောက်တာဆိုတော့လေမီးတွေကကြိုးကြောင်ဖြစ်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒါတခြားနေရာမှာတုံးထားတဲ့မီးတွေအဲ့ဒီထဲမှာမလာတော့တဲ့မီးတွေကျွန်တော်ပြန်လဲထားတာဆိုတော့ကြိုးကြောင်ဖြစ်ကုန်တာဒါမဲ့အလုပ်ဖြစ်ပါတယ်ဒါကအောင်မြင်မှုလေးတစ်ခုပေါ့နော်
အိမ်ထဲမှာပဲနေလေအိမ်ထဲမှာပဲနေလေ ဒါလဲလိုက်တော့နေပါတယ်ဒါအနည်းဆုံးစောစောအမြန်ဆုံးအခုကနေသွားပြီဒါကိုယ်တိုင်ဖန်တီးနိုင်တာလေးတွေပေါ့နော်တချို့ဟာတွေကြတော့မအောင်မြင်ဘူးဗျသူတို့ပြောတဲ့ကိုလိုက်လို့ပဲမယ်တခုခုတော့လွဲနေတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်တယ်ဆိုတော့မအောင်မြင်ဘူးမအောင်မြင်တာတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကိုရိုင်းကဒီ electric နဲ့ပတ်သက်ပြီးတော့ဘာမှလီလာတင်ယူထားခြင်းမရှိပါဘူးဒါကြောင့်မလို့အခုကျွန်တော်ဒီ resistor တစ်လုံးကိုဒီလိုကြည့်ပြီးတော့နေဒီအရစ်လေးတွေကိုကြည့်ပြီးတော့နေတူဒီအရစ်လေးတွေကိုကြည့်ပြီးတော့ဒါဘာအယောင်ကနံပါတ်ဘလောက်ဘာညာဘလို့ကြည့်ပြီးတော့ဒါအုံဘလောက်ပါဆိုပြီးလဲကျွန်တော်တွက်မတတ်တယ်ဘူးတိတိလေးနည်းနည်းပပလေးလောက်ပဲတတ်တယ်เนาะဆိုတော့ကျွန်တော်ပြောမယ်ဆိုရင်ဘာအရေးချင်းမှမရှိသေးပါဘူးဒါကအစပဲရှိပါသေးတယ်တင်တန်းလည်းမတတ်ထားရသေးဘူးပေါ့နော်